ရှန်ဟိုင်းမြို့မှာထိပ်တန်းလုပ်ငန်းစု Shen Group ရဲ့ဥက္ကဋ္ဌရှန်ယူယုံဟာတားဖြစ်သူဂူရှန်အတွက်စိတ်ထားကောင်းတဲ့ချွေးမတစ်ယောက်ရှာဖို့ဆုံးဖြတ်လိုက်တယ်။သူမဟာစိန်ခံဘဝကိုစွန့်ပြီးဆင်းရဲတဲ့မှုဆိုးမတစ်ယောက်လိုဝစ်စားကလူတွေကြားဝင်ရောက်ဆန်းသက်ဖို့ထွက်လာခဲ့တယ်။လမ်းဖြတ်ကူးနေချိန်ရှန်ယူယုံလဲကျသွားတယ်။လူအများကကြည်ယုံသာကြည်နေကြပေမဲ့စုဝန်ကတော့ချက်ချင်းပြေးလာပြီးလက်တွဲကူညီပေးတယ်။ဆေးရုံပို့ပေးဖို့တောင်စီစဉ်ပေးခဲ့တယ်။ရှန်ယူယုံကသူမရဲ့ကျင်နာမှုကိုမြင်ပြီးစိတ်ထဲမှာတိတ်တဆိတ်ပြုံးလိုက်တယ်။ရှန်ယူယုံကစုဝန်ကိုကျေးဇူးတင်တဲ့အနေနဲ့ငွေထုတ်ပေးလိုက်တယ်။ဒါပေမဲ့စုဝန်ကအတော်ကျမကူညီတာငွေအတွက်မဟုတ်ပါဘူးလို့ယဉ်ကျေးစွာညင်းလိုက်တယ်။အဲ့ဒီအချိန်မှာအနီးကလီနာကတော့အဲ့ဒီအဖွားကိုအချိန်ဖြုံးနေတာဘာအကျိုးရှိလဲလို့အထင်သေးစကားပြောခဲ့တယ်။ညဘက်မှာရှန်ယူယုံကတားဖြစ်သူဂူရှန်ကိုခေါ်ပြီးမနက်ဖြန်ကစပြီးစုဝန်အလုပ်လုပ်တဲ့ကုမ္ပဏီမှာတာမန်ဝန်ထမ်းအဖြစ်ဝင်လုပ်ပါလို့ပြောလိုက်တယ်။ဂူရှန်ကပြုံးပြီးအမေရွေးထားတဲ့လူကိုကျွန်တော်ယုံပါတယ်လို့ဖြေလိုက်တယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကိုတယောက်ကတိတ်တဆိတ်စောင့်ကြည့်နေခဲ့တယ်။နောက်တစ်နေ့မှာဂူရှန်ဟာရိုးရိုးအဖြူရှက်အင်ဂျီနဲ့ကုမ္ပဏီကိုဝန်ထမ်းအသစ်ဖြစ်ဝင်လာခဲ့တယ်။လူတိုင်းကသူ့ကိုတာမန်လူတယောက်လို့ထင်ကြပေမဲ့စုဝန်ကတော့အလုပ်တွေကိုစိတ်ရှိရှိတင်ပေးခဲ့တယ်။အဲ့ဒီမြင်ကွင်းကိုရှန်ယူယုံက CCTV ကနေတိတ်တဆိတ်ကြည့်နေပြီးကျေနပ်စွာပြုံးလိုက်တယ်။ဂူရှန်ကတမင်ဖိုင်တစ်ခုကိုမှားအောင်လုပ်လိုက်တယ်။လီနာကအခွင့်ကောင်းယူပြီးသူ့ကိုလူအများရှိမှအဆက်ခွဲလိုက်တယ်။ဒါပေမဲ့စုဝန်ကလူတိုင်းအမှားလုပ်ဖူးပါတယ်အခွင့်အရေးတစ်ခါတော့ပေးသင့်ပါတယ်လို့ဝင်ပြောပေးလိုက်တယ်။ဂူရှန်ရဲ့နှလုံးသားထဲမှာစုဝန်ပေါ်လေးစားမှုတွေတိုးလာခဲ့တယ်။အလုပ်စင်းချိန်မှာရှန်ယူယုံကစုဝန်ကိုအိမ်မှာညစာလာစားပါလို့ဖိတ်လိုက်တယ်။စုဝန်ကရိုးရိုးတတလက်ခံလိုက်ပေမဲ့အဲ့ဒီအိမ်ကရှန်ဟိုင်းမြို့ရဲ့အကြီးဆုံးတထေးမိသားစုအိမ်ဆိုတာတော့မသိသေးဘူး။အဝေးကလီနာကဒီအရာအလုံးကိုမြင်ပြီးမနာလိုစိတ်နဲ့အကြံတစ်ခုထုတ်လိုက်တယ်။နောက်တနေ့ညနေမှာစုဝန်ဟာဖိတ်ကြားထားတဲ့အိမ်ကြီးကိုရောက်လာတယ်။တကားကြီးဖွင့်လိုက်ချိန်မှာအိမ်အကူတွေကရှန်ယူယုံကိုဥက္ကဋ္ဌကြီးလို့ဦးညွတ်နှုတ်ဆက်နေကြတာကိုမြင်လိုက်ရတယ်။စုဝန်အံ့အားသင့်ပြီးရက်တန့်သွားချိန်မှာလီနာကလည်းအိမ်ထဲကိုရောက်လာပြီးပြုံးလိုက်တယ်။လီနာဘာအကြံစီလုပ်ဦးမလဲစုဝန်ကရှန်ယူယုံရဲ့ချွေးမအဖြစ်ရွေးချယ်ခံရမလားဂူရှန်ရဲ့လှုပ်ဝက်အမှန်တရားကိုသိသွားတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာကိုအိမ်အကူတွေကဥက္ကဋ္ဌကြီးလို့ဦးညွတ်နှုတ်ဆက်တာကိုမြင်လိုက်တဲ့စုဝန်ဟာအံ့အားသင့်သွားတယ်။ရှန်ယူယုံကပြုံးပြီးငါတကယ်တော့ Shen Group ရဲ့ဥက္ကဋ္ဌပါ။မင်းရဲ့စိတ်ထားကိုစမ်းသပ်ဖို့စင်ရဲသားဟန်ဆောင်ခဲ့တာလို့ပြောလိုက်တယ်။စုဝန်ကတော့လေးစားစွာကောင်းငုံပြီးဘာမှမပြောနိုင်တော့ဘူး။ရှန်ယူယုံကစုဝန်ကိုမင်းကိုနောက်ဆုံးအကြိမ်စမ်းသပ်ချင်သေးတယ်လို့ပြောလိုက်တယ်။အဲ့ဒီအချိန်မှာအိမ်အကူတယောက်ဟန်ဆောင်ထားတဲ့ဂူရှန်ကရင်နွေးခွက်ကိုမတော်တဆကျစေလိုက်တယ်။စုဝန်ကအပြစ်မတင်ပဲလက်မပူသွားဘူးလားလို့အရင်စိုးရင်ပေးလိုက်တယ်။ဒီမြင်ကွင်းကိုမြင်လိုက်တဲ့လီနာဟာဒေါသထွက်ပြီးစုဝန်ကိုမဟုတ်မမှန်ဆွဆွဲလိုက်တယ်။ဒါပေမဲ့ရှန်ယူယုံက CCTV မှတ်တမ်းကိုဖွင့်ပြလိုက်ချိန်မှာလီနာရဲ့လိမ်ညာမှုအလုံးပေါ်ပေါက်သွားတယ်။လီနာဟာရှက်ရွံ့စွာခေါင်းငုံလိုက်ရတယ်။ရှန်ယူယုံကဂူရှန်ကိုခေါ်လိုက်ပြီးဒါအမှန်တရားကိုပြောလိုက်တော့လို့ဆိုတယ်။ဂူရှန်ကပြုံးပြီးကျွန်တော်က Shen Group ရဲ့အမွေဆက်ခံသူပါလို့ပြောလိုက်ချိန်မှာစုဝန်အံ့ဩသွားခဲ့တယ်။သူမကဂူရှန်ကိုကြည့်ပြီးရှင်ပါလို့ဖုံးကွယ်ထားတာလေလို့မေးလိုက်တယ်။ဂူရှန်ကကျွန်တော်သိချင်တာကကျွန်တော်ကိုငွေကြောင့်ချစ်တာလားလူဖြစ်လို့ချစ်တာလားဆိုတာပါလို့အေးအေးဆေးဆေးပြောလိုက်တယ်။စုဝန်ကပြုံးပြီးကျမချစ်မိတာရှင်ရဲ့စိတ်ထားပါလို့ဖြေလိုက်တယ်။ရှန်ယူယုံရဲ့မျက်ဝန်းထဲမှာဝမ်းသာမျက်ရည်တွေဝဲလာခဲ့တယ်။ရှန်ယူယုံကစုဝန်ရဲ့လက်ကိုကင်ပြီးဒီနေ့ကစပြီးမင်းကငါရဲ့သမီးတစ်ယောက်လိုပဲလို့ပြောလိုက်တယ်။စုဝန်ကမျက်ရည်ဝဲပြီးဦးညွတ်ကကျေးဇူးတင်စကားပြောခဲ့တယ်။အိမ်ထဲမှာရှိတဲ့လူတိုင်းကလက်ခုပ်တီးပြီးဂုဏ်ပြုပေးကြတယ်။လအနှဲငယ်ကြာပြီးနောက်ဂူရှန်နဲ့စုဝန်တို့ရဲ့ဆေးဆက်ပွဲကိုကျင်းပခဲ့တယ်။ရှန်ယူယုံကပျော်ရွှင်စွာဧည့်သည်တွေကိုကြိုဆိုနေခဲ့တယ်။လီနာလည်းသူ့အမားတွေကိုနားလည်ပြီးစုဝန်ကိုတောင်းပန်ခဲ့တယ်။စုဝန်ကအပြုံးနဲ့ခွင့်လွှတ်ပေးလိုက်တယ်။မင်္ဂလာပွဲနေ့မှာရှန်ယူယုံကချွေးမကောင်းတစ်ယောက်ကိုရှာဖို့ငွေမလိုဘူးလူရဲ့စိတ်ထားကိုပဲကြည့်ရတယ်လို့ပြောလိုက်တယ်။ဂူရှန်နဲ့စုဝန်တို့ဟာပျော်ရွှင်စွာလက်တွဲခဲ့ကြပြီး Shen Group ဟာလည်းမေတ္တာနဲ့ရိုးသားမှုကိုအခြေခံတဲ့မိသားစုလုပ်ငန်းအဖြစ်ဆက်လက်အောင်မြင်ခဲ့တယ်။